Hello အားလုံးပဲမင်္ဂလာပါရှင်ခုလိုပူပြင်းတဲ့နေရာတီတွေမှာထမင်းစားရပြကြတယ်အဲ့တော့စားလို့ green လိုက်ပြီးတော့ထမင်းမိန်စီမဲ့တည်တည်ငပိချက်ချင်းချင်းငယ်ဆက်ဆက်ရှက်နီးလေးကိုချက်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်ပြီးရင်တော့သူနဲ့တွဲဖက်စားတော့ရင်လိုက်ဖက်မယ်တို့တရားအစုံလည်းပြင်ပေးတော့ပါမယ်ပြီးလို့ရှိရင်တော့ထမင်းစားပြီးနေ့လည်နေ့ကအိပ်ပြီးသွားလို့အိယာနိုးလာရင်စားဖို့အတွက်တည်တည်တုတ်ကလေးကိုလည်းတုတ်ပြပေးတော့ပါမယ်အနှစ်ကလေးကိုသေချာလုပ်ပြီးတော့စိန်ထားလိုက်မယ်ဆိုလို့ရှိရင်နေ့လည်းနေ့ကင်းအိတ်လို့တရေနုလာပြီဆိုလို့စားလိုက်ရှင်မနော်လုံးဝပွတ်ထွက်ပြီးတော့အရန်ကိုအရသာရှိနေမှာပါကဲဗီဒီယိုလေးမစတင်ခင်မှာလဲဝန်သနာပြိုရဲ့ Cooking Blog Channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့အောင်ရှင်တည်တည်ငပိချက်ကလေးချက်ဖို့အတွက်ပါနော်ငါးငပိလေးကိုရေထဲမှာထည့်ပြီးကြိုပေးပါမယ်ပြီးရင်နနောမောင်လေးထည့်ပေးပါမယ်ပြီးလို့ရှိရင်တော့တည်တည်ချာလေးကြိုပေးပြီးတော့ငါးလေးတွေကြေသွားပြီဆိုလို့ရှိရင်ငပိရိုးလေးတွေမပါအောင်တေချာစစ်ပေးထားပါမယ်တည်တည်လေးတွေကိုအစေးရထွက်သွားအောင်ထိတ်ကလေးတွေဖွင့်ပြီးတော့ရေလေးစိမ်ထားပေးပါမယ်ပြီးရင်တော့အခွန်လွှာပြီးတော့စားလေးနဲ့တိုက်ပြီးအစေးထုတ်ပေးပါမယ်ရှင်အစေးထုတ်ပြီးသွားတဲ့တည်တည်လေးတွေကိုတော့ချက်ဖို့အတွက်အစင်သင်းချစ်ထားပေးလိုက်ပါမယ်ချက်တံပြူနဲ့ငရုတ်သီးလေးကိုလည်းအစင်သင်းထောင်ထားပေးလိုက်ပါမယ်ငါကတော့အစိမ့်မရှိဘူးကြောပြီးသားပဲရှိတဲ့အတွက်ငါးကြော်လေးလည်းထောင်းထားပါတယ်ပစုံချောက်ကလေးကိုလည်းထောင်းထားပေးလိုက်ပါတယ်ကဲအကောင်စင်သင်းဖြစ်ပြီဆိုတော့တွန့်ပြူလေးစီတက်ပါမယ်ပြီးရင်တော့ထောင်းထားတဲ့ငရုတ်သီးလေးတွေကိုထည့်မယ်အယောင်တင်မုံလေးထည့်ပြီးတော့ရဲသွားအောင်စီလေးတက်ပေးပါမယ်ပြီးရင်ပစုံချောက်မုံလေးနဲ့ငါးကြော်ထောင်းထားတာလေးကိုလည်းထည့်ပေးပါမယ်တည့်တိချစ်ထားတာလေးတွေကိုနောက်ဆုံးမှထည့်ပြီးတော့မှုပေးလိုက်ပါမယ်အကောင်လုံးနှံမွေပြီးသွားပြီဆိုလို့ရှိရင်တော့စစ်ထားတဲ့ငပိရည်လေးတွေပေါ့နော်ကြိုပြီးတော့ပြန်စစ်ထားတဲ့ငပိရည်လေးတွေကိုလောင်းပေးလိုက်ပါမယ်ငပိရည်လေးလောင်းပြီးသွားပြီဆိုလို့ရှိရင်ရေလေးဆူလာပြီးတည်တည်လေးတွေလည်းနူးသွားပြီအရသာလေးလည်းအပေါ့ငံမြေးပြီးရင်တော့ချင်းချင်းငန်ငန်ဆက်ဆက်ဂရင်းမိတ်စီမှာတည်တည်ငပိချက်ကလေးရပါပြီတည်တည်ငပိချက်ကလေးချက်သွားပြီဆိုတော့သူနဲ့တွဲဖက်စားတောင်းဖို့အတွက်တို့စရာလေးတွေကိုပြုတ်ပေးပါမယ်တို့တရားလေးတွေပြုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်ငါးလေးပါကြော်ပြီးထားလိုက်ပါမယ်ကဲအခုဆိုလို့ရှိရင်တော့တည်တည်ငပိချက်ချင်းချင်းငယ်စက်ကလေးရဲ့တို့တရားလေးရဲ့ငါးကြော်လေးရပါပြီဟင်းပွဲကြီးချက်ပြီးသွားပြီဆိုတော့ထမင်းစားပြီးတေးတမော့အိပ်ပြင်စားဖို့အတွက်တည်တည်လေးတုပ်ပါမယ်တည်တည်အနှစ်လုပ်ဖို့အတွက်ထညက်မှောင်လေးလုပ်ပါမယ်ထညက်မှောင်မရှိတော့ထညက်ခဲလေးကိုပဲလှီးပြီးတော့အမှောင်လေးတွေဖြစ်အောင်လှီးလိုက်ပါတယ်ဒါကတော့အဆေးလေးတွေထွက်သွားအောင်လို့ထိတ်ကလေးတွေကိုဖွင့်ပြီးရေစိမ်ထားတာပါအဲ့ဒီတည်တည်လေးတွေကိုအခွန်လာပြီးတော့အပေါ်ကဓာတ်ရလေးပေးပြီးထချမ်းလေးချမ်းထားလိုက်ပါမယ်ထချမ်းလေးချမ်းပြီးသွားလို့ရှိရင်တော့သူ့ကိုတုပ်ဖို့အတွက်အနှစ်ကလေးလုပ်ပါမယ်အနှစ်လုပ်ဖို့မြင်ငပီလေးထည့်ကြိုပါမယ်မြင်ငပီလေးကြိုပြီးသွားရင်မြင်ငပီလေးကိုတလဲတွေပါနေမှာဆိုတဲ့အတွက်စကားလေးနဲ့စစ်ပေးပါမယ်စစ်လို့ရလာတဲ့အရေးတွေကိုတစ်ခါပြန်ကြိုပါမယ်တစ်ခါပြန်ကြိုတဲ့အခါမှာခုနကနှီးထားတဲ့ထညက်မှုန်လေးထည့်မယ်ကြားလေး2ဆောင်လောက်ထည့်ပေးပါမယ်ပြီးရင်တော့ငရုတ်သီးမှုန်လေးထည့်ပါမယ်ငရုတ်သီးမှုန်လေးထည့်ပြီးသွားလို့ရှိရင်သူတို့ကိုပြစ်လာအောင်ကြိုပေးလိုက်ပါမယ်အနည်းကလေးပြစ်လာပြီဆိုရင်တော့အေးခံထားလိုက်ပါမယ်ပြီးရင်တော့ချမ်းထားတဲ့တည်တည်လေးတွေပေါ်မှာအဲ့ဒီအနည်းကလေးကိုလောင်းပေးလိုက်ပါမယ်အနည်းရည်လေးတွေလောင်းပြီးနှက်ထားပေးမှဆိုလို့ရှိရင်စားတဲ့အခါကျရင်အထဲထဲကိုအရသာလေးကစိတ်ဝင်ပြီးတော့အရန်ကိုမှစားလို့ကောင်းပါတယ်ပြီးရင်တော့အပေါ်ကနေပြီးပစုံချောင်းမှုန်လေးဖြူထားပေးလိုက်ပါမယ်အခုချက်ပြုတ်ပြင်ဆင်ပြသသွားတဲ့နီလန်းလေးတွေကဆိုလို့ရှိရင်လွယ်ကူလင်မြန်ပြီးအရသာလည်းရှိတယ်ကုန်ကြစိတ်လည်းအများကြီးတတ်တာမို့လို့အားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးပါအောင်လာရောက်ကြည့်ရှုပေးတဲ့သူအားလုံးလည်းကိုယ်ကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေနောက်တင်မဲ့ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတာ